င်္ဂလာပါရှင် MC Model Beauty Channel မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီဗီဒီယိုလေးကိုအမေရန်ကြည့်ဆိုအပ်ပေးတဲ့ mix အားလုံးကိုဒီကနေအရန်ကိုကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်အခုဆက်လက်ပြီးကျွန်မတင်ဆက်ပေးသွားမယ့်အကြောင်းကတော့လူတိုင်းအတွက်အရန်လိုအပ်တဲ့ collagen နှမျိုးအကြောင်းလေးကိုတင်ဆက်ပြီးတော့မှဖြစ်လို့ဒီဗီဒီယိုလေးမကြည့်ခင်မှာကျွန်မရဲ့ channel လေးကို subscribe လုပ်ပြီးကြပါလို့တောင်းဆိုချင်ပါတယ် collagen နှမျိုးကိုတည်ပြီးမှအမေရန်သုံးဆက်ဖြစ်မယ်ဆိုရင်တော့ဦးမင်းရောင်ချင်းကိုလည်းကာကွယ်ပြီးတယ်ကိုတကူလုံးက collagen လှော့နေတဲ့ဟာကိုလည်းသူက maintain ပြီးတယ်ပြီးတော့ကျမရဲ့အတွက်ဆိုလဲ cancer တို့ပြီးတော့ကူခန္ဓာမှာယောဂါတွေလည်းသူကဖယ်ရှားပေးတယ်အသားရည်လည်းပုံမကောင်းမလားလာနိုင်တဲ့အတွက်ကြောင့်လူတိုင်းအတွက်ကိုတကယ်မရှိမဖြစ်လိုအပ်တဲ့ collagen နှမျိုးလေးပါသုံးလို့လည်းအရန်လွယ်ကူတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်ဒီဗီဒီယိုလေးမကြည့်ခင်မှာကျွန်မရဲ့ channel လေးကို subscribe လုပ်ပြီးကြပါလို့တောင်းဆိုချင်ပါတယ်အဲ့ဒါဘာလဲဆိုတော့စနွဲမုတ်နဲ့တန်လွင်စီရောက်တယ်နော်စနွဲမုတ်နဲ့တန်လွင်စီပြီးတော့တန်လွင်စီအစ်စ်ကိုမရှိဘူးဆိုရင်စနွဲမုတ်နဲ့အုံးစီလေးဟုတ်တယ်စနွဲမုတ်ကို coffee zone ရဲ့တဝက်ကိုလုံးမှာဟုတ်တယ်လုံးမယ်ပြီးတော့စီလေးကတော့အဲ့ဒါနဲ့ဖြုံလို့ရအောင်ပေါ့နော်ကိုက steel zone တစ် zone ထဲမှာဒီလိုလေးဖြော်ပြီးမှကွာတောက်ပြီးမှရင်းနှီးလေးနဲ့မနေ့ဆော့ဆော့ထားတဲ့ချိန်ကျအမေရန်တောက်ပါပြီးအဲ့လိုမျိုးအမေရန်တောက်ချင်းအားဖြစ်ဒီကိုရဲ့မျက်နှာ skin လေးတွေကိုလည်းသူကနှုတ်လာပြီးမှကောင်းလာမဟုတ်တယ်ပြီးတော့အသားရည်စွန်းလဲကောင်းလာမဟုတ်တယ်ပြီးတော့သုံးလို့လည်းအရန်ကိုလွယ်ကူတဲ့အတွက်ကြောင့်ပြီးတော့ကျမရဲ့အတွက်အခု cancer တို့ပြီးတော့သွေးတူးတို့ဆေးချိုတို့ကြောက်ကတို့ဖြစ်လာမယ့်ဟာလဲတော့အများကြီးကိုထင်းပြီးတဲ့အတွက်ကြောင့်လူတိုင်းတက်ကိုအရန်တင်တော်တာဟုတ်တယ်အဲ့ဒါကိုသုံးဖြစ်အောင်သုံးကြည့်ပါကိုကျမရေးတဖြည်းဖြည်းနဲ့ကောင်းလာတာပြီးတော့ကိုရဲ့ဦးမင်းရောင်ရင်ချင်းကိုကာကွယ်ပြီးမှတဖြည်းဖြည်းနှုတ်ပြလာမှာကိုဟာနဲ့ကိုမြင်ရမှာဟုတ်တယ်နော်ကျမဆိုလည်းအခုထိုင်းနေပြီအခုထိုင်းနေပါပြီအဲ့လိုမျိုးလေးတွေထိုင်းရင်းနဲ့ကိုကျမရေးတဖြည်းဖြည်းကောင်းလာပြီအခုဆိုအရန်ကိုကျမရေးကောင်းလာပြီညဆိုလည်းအိတ်လာတယ်ဆိုတော့ဘုရားသခင်ကကိုရဲ့ကိုခန္ဓာအတွက်ကျမဖို့အတွက်စီယုံလည်းလုပ်ပြီးတယ်ဆရာဝန်တွေလည်းပြီးတယ်ဆိုပြီးမြဲသူ့ရဲ့တစ်ဝေလန်တင်းဟန်ဒီအားလုံးကိုလည်းသူကလူတွေအတွက်ကျမကြီးကောင်းအောင်သူကလုတ်ပြီးထားတဲ့ဟာဆိုတာကျမယုံကြည်ရဲ့လေယုံကြည်တော့ကိုကနေ့တိုင်းကြောက်ကအတွက်ဘာကောင်းလဲဘာရှောင်ရမလဲကြည်တာအများကြီးပဲအခုတဖြည်းဖြည်းနဲ့ကောင်းလာပြီတဖြည်းဖြည်းနဲ့ကောင်းလာပြီနော်အဲ့ဒါကြောင့်ဒီတဘာဝစီးလေးတွေကိုကိုကအမေရန်တုံးဆွဲပါလို့လီနာတာရှိယောဂရှိတဲ့သူဆိုပို့ဆိုညောင်ညွာကြိုက်ခဲနာခြင်းဖြစ်တဲ့ဟာတို့လေကိုဟာနဲ့ကိုလေရှောက်ဖြစ်တယ်လို့မထင်နဲ့နော်ကိုခန္ဓာတနေရာမှာအဲ့ဒါမကောင်းတဲ့နေရာရှိလို့ပဲနော်အဲ့ဒါကြောင့်အခုစနွိုင်းမုံနဲ့ဒီဟာလေးတွေတောက်တဲ့ဟာပြီးတော့အမေရန်ကတခုပြီးတခုတင်ဆက်တဲ့ဟာလေးတွေလည်းရှိရဲ့ပြီးတော့ကိုကကုန်းပွားနေချတော့ထိကိုကဒီနာညောင်းလာဒီနာကြိုက်လာပြီးတော့ဟိုနာလာပါညပေါ့နော်ညောင်းကြိုက်ခဲနာခြင်းတဲ့အနည်းထိုင်မကောင်းဘူးလို့ကိုပြောတဲ့အချိန်ကကိုခန္ဓာမှာချွေးချက်တစ်ခုခုရှိလို့ပဲအဲ့လိုမျိုးဆိုတော့ကိုကအမေရန်သုံးဆောင်တင်တဲ့ဟာတွေကဒီလိုမျိုးတဘာဝ collagen လေးတွေပေါ့နော်သုံးဆွဲတင်ပါတယ်စနွိုင်းမုတ်နဲ့ olive oil ဆိုမတည့်တဲ့ဟာမရှိဘူးနော်မရှိတလို့ပဲကိုကမတက်ဘူးလို့စာဝန်တွေကတီချက်လေးဒီယောဂနဲ့မတက်ဘူးလို့ပြောရင်တော့မတောင်းနဲ့ပေါ့နော်အဲ့လိုမျိုးမဟုတ်ဘူးစနွိုင်းမုတ်နဲ့ပြရည်ဆိုရကဲစနွိုင်းမုတ်နဲ့ olive oil ဆိုမတည့်တဲ့သူမရှိဘူးเนาะတကယ်လို့များကိုယောဂနဲ့မတည့်တဲ့ဟာရှိတယ်ဆိုတော့ရှောင်လိုက်ပေါ့เนาะဓမ္မမဟုတ်လူတိုင်းနဲ့တည့်တဲ့အဓိကနာတာရှိယောဂရှိသမားတွေတောက်တင်နေပြီးတော့သွေးတူးစီးချိုမဖြစ်ချင်တဲ့လူတွေပြီးတော့ cancer မဖြစ်ချင်တဲ့လူတွေပြီးတော့ဟောပါလဲကြောက်ကမဖြစ်ချင်တဲ့လူတွေဆိုတော့အမေရာတုံးဆွဲပေးတဲ့နဲ့ဘာဖြစ်လို့လဲဆိုတော့ကိုကအသက်30ကျော်တဲ့အသက်40ကျော်တဲ့ဆိုရင်ကိုရဲ့ကိုခန္ဓာထဲမှာ collagen လေးတွေကရုပ်အနေပြီးမှလေကိုကတစ်ခုပြီးခုခံအားနေတွေကိုခုခံအားတွေလည်းနဲလာတယ်ပြီးတော့ကိုရဲ့အတွင်းကလေယုံကိုင်းနေပြီးတဖြည်းဖြည်းနဲ့ဆိုရင်
cancer ဖြစ်လာတာဟုတ်တယ်တဖြည်းဖြည်းနဲ့စင်ကြောက်ကလေးလည်းဖြစ်လာတယ်တခုခုအများအားဖြစ်လာတာပေါ့နော်အဲ့လိုမျိုးမဖြစ်အောင်ဆိုရင်ကိုကဒီလိုမျိုးကိုအများအားသုံးဆွဲပြရမှာဟုတ်တယ်အများစုနိုင်ငံခြားကအသက်ရှည်တဲ့သူအဖူးကြီးအဖွားကြီးတွေဆိုရင်ဒီဟာလေးတွေသုံးဆွဲတာကိုကအများအားမြင်ရတယ်နော်အမှန်တကယ်စေယုံမှာအများအားတော်ပြီးမှစီအများအားတောက်တဲ့လူတွေကကျမ်းမာရေးနဲ့ကောင်းတကယ်ကောင်းလာမိမှကျန်းမာရှိတဲ့သူကနေတယ်နော်ဒီလိုမျိုးလေးတွေတောက်တဲ့သူကတကယ်ကျန်းမာလာတာဟုတ်တယ်အဲ့ဒါကြောင့်တောက်ဖြစ်အောင်တောက်ကြပါလို့ကျမကိုခန္ဓာမှာလည်းထိရောက်ကြီးကျမနေကောင်းလာတာကျမတွေ့တယ်ဒါပေမဲ့လူနေမကောင်းတဲ့လူတွေအတွက်စေယုံလို့ပြီးထားတာဒေါက်တာတွေလည်းပညာပြီးထားတာဟုတ်တယ်ယုံပါတယ်ဒါပေမဲ့သူလူကိုဖန်ဆင်းကြရကလူတွေအတွက်အသုံးလူမဲ့တိရက်တင်းတာလေးတွေကိုသူထည့်ပြီးတဲ့ဟာတွေဆိုရင်တော့ကျွန်မပူယုံတယ်နော်ပူယုံတဲ့အတွက်ကြောင့်အမဲရန်လေးတောက်ဖြစ်တဲ့အတွက်ကြောင့်လည်းတဖြည်းဖြည်းနဲ့ကျန်းမာလာတာဟုတ်ပြီကိုကလည်းကိုမင်းရလို့လေအရန်ကိုဝမ်းတာရဟုတ်တယ်အဲ့ဒါကြောင့်လူတိုင်းသုံးဖြစ်အောင်သုံးကြပါလို့နော်ကဲဒီလိုမျိုး collagen တဘာဝ collagen လေးပြီးတော့အလှပနဲ့ပတ်သက်ပြီးကျမရေးနဲ့ပတ်သက်ပြီးဦးမင်းရောင်ညီချင်းနဲ့ပတ်သက်ပြီးအမေရန်တက်ဆက်ပြစနွဲမှုနဲ့ olive ဒီဟာကိုလေမနဲ့ဘာမှမစားတဲ့အချိန်အမေရန် coffee zone မပီတပီလေးကိုက still zone လေးနဲ့ still zone မှာစီတဝက်လေးကိုထည့်ပြီးမှဒီလိုမျိုးကအမှုကိုလေပျော်ဝဲတော့အောင်လုပ်ပြီးမှတောက်လိုက်ပါတကယ်တော့တလားတောက်ရင်တိတာမယ်နှစ်လားတောက်ရင်တူတာမယ်တစ်နှစ်တောက်ရင်တိတာမယ်အမဲရန်ဆွဲလာနေတယ်ဆိုရင်ကိုမတိတဲ့အချိန်မှာကိုရဲ့ဦးမင်းရောင်ရင်ချင်းကိုကောက်ွယ်လာမှာဟုတ်တယ်ကိုရဲ့ collagen ချသွားတဲ့ဟာကိုသူကမြင့်တင်ပြီးမှဟုတ်တယ်အသားရည်လေးတွေစုပြီးလာမယ်စပင်းဒီပြီးတော့မျက်နှာလေးတွေကိုလည်းသူကလန်းဆန်းလာမှာဟုတ်တယ်တကယ်ကောင်းလာတယ်နော်အဲ့ဒါကြောင့်အမေရန်တောက်ဖြစ်ကြပါလို့နော်အမေရန်တောက်ဖြစ်ကြပါကျမကြီးလက်တက်ကောင်းအသားရည်တက်လက်ကောင်းအားလုံးတက်ကောင်းတယ်အားလုံးကျမဖို့အတူတူလုပ်ကြစို့ကဲ see you next time bye bye God bless you all love you all see you on next video bye bye ကိုမစ်စီအတွက်အကျိုးရှိမယ်